Hello guys, welcome back from Yemen Training Service. အားလုံးပဲမင်္ဂလာပါ။ဆရာကတော့ Yemen Training Service နဲ့ Tube English ဆနာမှာအင်္ဂလိပ်စာကိုတိကျတိုင်းသင်ကြားပေးနေတဲ့ဆရာတနိုင်မှုဖြစ်ပါတယ်။ဒီနေ့မှာလည်းစာအင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့ English speaking လေးရနေသေးတဲ့ကျောင်းသားကျောင်းသူတွေအတွက်အကျိုးရှိစေမယ့် English speaking ပဒံလေးချမ်းကိုထပ်မံပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဆရာနိုင်လေးလာကြည့်ကြမယ်။ဆရာတင် share လုပ်ပေးခြင်းတဲ့ English speaking ပဒံလေးကတော့တော်တော်လေးတစ်ခုကိုလောက်ရတာကြိုက်တဲ့ဟာမျိုးဆိုဘယ်လိုပြောလို့ရလဲဆိုရင်တော့ subject plus feel like plus ပဖိုင်ကြီးဖြစ်ပါတယ် subject plus feel like plus ပဖိုင်ကြီးဖြစ်ပါတယ် subject plus feel like plus ပဖိုင်ကြီးဖြစ်ပါတယ် subject plus feel like ပဖိုင်ကြီး subject plus feel like ပဖိုင်ကြီးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့တစ်ခုကိုလုံးဝကြိုက်တယ်ဆိုရင်ဒီ speaking pattern လေးနဲ့ပြောလို့ရဖြစ်ပါတယ်အဲ့ဒါပြောရမယ်ဆိုရင်တော့ I feel like drinking ငါ coffee တောက်တာကြိုက်တယ် I feel like drinking coffee ပေါ့နော်ပြောလို့ရဖြစ်ပါတယ် I feel like drinking coffee 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 လို့ပြောရဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဂိမ်းကစားကြိုက်တယ်ဆိုရင်တော့ I feel like playing game 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 လို့ပြောရဖြစ်ပါတယ်ငါကားကြိုက်တယ်ဆိုဘယ်လိုပြောရလဲဆိုရင်တော့ I feel like dancing 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 လို့ပြောလို့ရဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့လောက်တစ်ခုလောက်ရတဲ့တယ်ဆိုရင်ဒီလို speaking pattern လေးကိုသုံးပြောလို့ရဖြစ်ပါတယ်အဲ့တော့ English speaking ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ဒီလိုမျိုး speaking pattern တွေကိုကိုယ့်ရဲ့ဆောင်းအောင်ဖြစ်နေများများပြောခြင်းအပြင် English speaking ပို့ပြီးကောင်းအောင်ဖြစ်ပါတယ်ဒီလိုမျိုးကြိုးရှိမယ်နောက်တဲ့ speaking pattern တွေကိုနောက်ထပ် video မှာဒါထပ်မံပြီးတော့ share လုပ်ပေးဖို့ရှိတဲ့အတွက်ကြောင့်မို့လို့ဆရာရဲ့ page တွေကိုလည်း like and share လုပ်ပေးထားအောင်ပါနေဦးနောက်ထပ် video မှာဆက်ထပ်မံတွေ့ကြမယ် see you next video guys